ချင်းလေးနဲ့တို့စားဆရာကြီးကတော့စပြီးဆွဲပါကိုကတော့ဝင်းနေရှင်ကြီးပါဝင်းနေရှင်မမကြီးငါကတော့သူ့ရဲ့သားတော်လေးပါအပြင်စားကြပါတော့မယ်ငါတော့ပန်းတိုင်းတုပ်လေးပါမိမိနောက်ကျသွားလို့သားရဲ့ဝင်းနေရှင်မာကြီးဆွဲနေပါတယ်ဒါကတော့ဝင်းနေရှင်ရဲ့သားလေးပါတပိတ်တက်တူဘာပြောချင်လဲအားမပြောတော့ဆွဲတော့မှာပေါ့ဟောအေးမင်းဘွေးလေးတွေရောက်လာပါပြီစားနေပါပြီနင်းလားအဲ့မှာကြာကုန်စားထမင်းရောစားမလာမောက်ချသမင်းဒီဘက်ကအကင်းဒီဘက်ကပန်လိုင်းတော့ဒါပဲဘာမှထားသေးဆရာကြီးဘာငယ်တကြီးအောင်ဘာငယ်ပြောလားပိတ်သက်တွေကျွေးဦးမလားစားရပိတ်သက်ဟောပိတ်သက်တွေစားတယ်ဝင်းနေရှင်ကြီးဘာပြောချင်သေးပါရောဝင်းနေရှင်ကြီးတက်ရကြောရှိပါသည်စိတ်ချမ်းသာကူကျမ်းပါပါသည်ယောက်ျားကတောင်းပေးပါတယ်ကောင်းတပွဲကုန်ပါလို့နောက်တပွဲနွဲပါတော့မယ်ကြောင်မာတော့မယ်ဆရာကြီးရဲ့စားပြီးတောက်ပြီးချင်းနေလဲကြည့်ကြပါအောင်ဆရာမကြီးလည်းဆွဲနေပါတယ်ကဲနောက်တော့ဆွဲလိုက်အောင်လေဗျာဒီထားလိုက်လေတာလူကောင်းတော့လူကောင်းဒီကိုဆွဲနေပါတယ်ဗျာဒီတာလူချစ်ကလေးရဲ့ငွေးနေမှုလို့လိုက်ကြည့်တာပါလို့ကဲတော့လူလည်းကောင်းပါတယ်ကားပါဦးကုံလဲကုံပါကြီးဘာလို့ဘာမှမရှိတော့ပါဘူးကဲတော်လူကောင်းပါလေဗျာ Happy birthday ရတော့ဒီကြီးရောပြောလာတာနောက်တစ်ခေါက်လာအောင်မလားမေကင်းနေလည်းအများကြီးမှာခဲ့ဝိဒီနေ့ဘယ်သွားမလို့ချွိုင်းမင်းငွေဘယ်သွားမှာဒီပါဒီကြည့်ပြဟောကိုကြီးပေးတဲ့တွေတွေ့ဦးမှာ
ကိုကြီးပေးသက်တွေတွေးမှာဟုတ်လားမမေပဲသွားဒီကြည့်ဒီကြည့်ရုံးမကြောင်ကောင်းကောင်းလေးလက်ကြီးအဲ့လိုလုံးမှာဖေးကိုကြည့်လေ Okay let's go သွားမယ်နော်